မျိုးတွေမင်္ဂလာပါနော်ကျွန်တော်တို့14ရက်တလပိုင်း2026ပိုရူးနေကုန်ပေါ့နော်အာမခံလုံးမိုင်ပတ်သေးတယ်6လုံးမိုင်9ပတ်သေးပါနော်ဒါကျွန်တော်တို့နေကုန်လိုက်ကစားမယ်ခဏလေးတွေက6လေး95 93ပါနော်ကျွန်တော်မနေ့ကလည်းကျွန်တော်တင်ပေးထားပါတယ်နော်အခုလည်း6ပိုင်းနဲ့ကိုကျွန်တော်ကက်ကနန်းလေးတွေတစ်ချက်ပြန်ပေးထားပါတယ်နော်မနေ့ဖက်မှာကျွန်တော်တို့အကောင်းဆုံးကျွန်တော်ထိထိမိမိနဲ့14ရက်နေ့ဗုဒ္ဓဟူးနေ့နေကုန်မှာ6ပိုင်းနဲ့ကိုအကောင်းဆုံးကစားမယ်နော်မိတ်ဆွေတို့ဘက်ကအကောင်းဆုံးတွဲလုံးကက်လုံးရှိပါနော်တာပေါက်လေးကပ်ပေးထားတဲ့အကတ်တွေမကြံရင်မျိုးတွေအားလုံးပဲ6ပိုင်းနဲ့အထိမိလက်ကပ်ပါနော်အားလုံးကန်ကောင်းမှာပါနော် channel လေးကို subscribe လုပ်မထားရင် channel လေးကို subscribe လုပ်ထားပါလက်မလေးတွေနှိပ်သွားပါနော်အမြဲတမ်းမြင်အောင်တွေ့အောင် channel လေးကို subscribe လုပ်ပေးထားပါတယောက်မကြံပါနော်ပါဒနာတူမိတ်ဆွေတွေအကုန်လုံးမြင်အောင်လဲကျွန်တော်ရဲ့အကိုဒီမာတွေအားလုံးပဲဘာမှ share ပေးကြပါအောင်လို့နော်ပုံမှန်နေ့စဉ်ကျွန်တော် free တင်ပေးသွားမယ်နော်ချက်ရက်နေ့ရင်လဲကျွန်တော် 3D ကိုဒီတစ်ပတ်ကျွန်တော်ကနနှစ်ကွက်တင်ပေးပါအောင်နော်အားလုံးပဲမင်္ဂလာများချမ်းလေးပါနော်စိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့အကုန်လုံးပြည့်စုံပါစေနော်